ဒါကတော့ကျွန်တော်ပါပေ30နီးပါးရှိတဲ့အမြင့်မှာခုံချဖို့ကြောက်နေတဲ့လူတစ်ယောက်ပေါ့ဒါတွေဘယ်လိုဖြစ်လာလဲဆိုတော့ပြောပြရမယ်ဆိုရင်တော့ကျွန်တော်ကဗျာအမြဲတမ်းကိုလုပ်ချင်တဲ့အရာတွေပဲလုပ်ခဲ့တဲ့လူဗျဒါကြောင့်လဲဖိလစ်ပိုင်နိုင်ငံကစီကွီဟောဆိုတဲ့ကျွန်းလေးကိုရောက်လာခဲ့တာပါကလစ်ချန်ကကျွန်တော်ဘဝမှာအရင်လှုပ်ချင်ခဲ့တဲ့အထဲမှာပါတယ်ဒါပေမဲ့တကယ်လှုပ်တဲ့အချိန်ကျတော့မလွယ်ဘူးဗျအမြင့်ကအရင်ကြီးမြင့်တယ်လို့ခံစားရတယ်စိတ်ထဲမှာလည်းမဖြစ်နိုင်ဘူးလို့ပြောနေရတယ်ဒါရတော်မြင့်တယ်ရှစ်အဲ့ရတော်မြင့်တယ်အဲ့ရတော်မြင့်မနိုင်ဟိုကနောက်တစ်ယောက်ခုံသူလည်းလန့်နေကျွန်တော်လည်းလန့်နေတယ်ဒါပေမဲ့လည်းစိတ်ထဲမှာတော့ကိုပြန်တတိပေးလိုက်တယ်အကျိုးစားရင်ဘယ်တော့မှမဖြစ်နိုင်ဘူးအဲ့ဒါကြောင့်မလို့လဲကျွန်တော်ကြောက်နေပေမဲ့လည်းရအောင်ခုံချလိုက်တယ်ကိုလှုပ်ချင်တာတွေကိုလှုပ်ဖို့ကြောက်တာတစ်ခုတည်းနဲ့တော့မရက်လိုက်ပါနဲ့တကယ်တမ်းကြောက်ရမှာကလုံနိုင်ခွင့်ရှိရတဲ့နဲ့မလုံခဲ့မိမှာကိုပဲကြောက်ရမှာဖြစ်ပါတယ်